နေရကကာလေးတယောက်ရန်ကုန်ရောက်တော့နဲ့မင်းတို့ရဲ့မီနီတွေရောအယုတ်ဆိုင်မှာလေအယုတ်တွေ9သိန်းကျော်ပို့တော့အားပေးသွားပါရဲ့အယုတ်လေးကတော့4ယုတ်ပါဒုတိယက3ယုတ်ကောင်လေးယုတ်က1ယုတ်နဲ့အခြားအပိုပစ္စည်းတွေကအများကြီးပဲပေါ့နော်မင်းတို့ရှိမှရတဲ့ဒီဇိုင်းအစုံအားပေးသွားတာဖြစ်ပါရဲ့သူကအယုတ်အိမ်ကြီးလုပ်မယ်လို့ပြောရဲပေါ့နော်အယုတ်အိမ်ကြီးလုပ်မှာဆိုတဲ့အတွက်သူကအယုတ်အတွက်လိုအပ်တဲ့ accessory အကုန်လုံးကိုဝယ်သွားတာပါသူ့အစားမင်းအောင်မှကြည့်ရင်လည်းပျော်လာပြီပေါ့နော်ပစ္စည်းတွေကအစုံပဲအဲ့ဒီမှာသူ့ရဲ့အယုတ်အိမ်ကြီးမှာသူစိတ်ကြိုက်ဒီပစ္စည်းတွေနဲ့အလှဆင်မှာဖြစ်ပါရဲ့အယုတ်တွေတော့အဝတ်စားတွေဆိုတဲ့ဒီမှာဒီဇိုင်းကိုစုံနေရပဲအများကြီးပဲအားပေးသွားတာဖြစ်ပါရဲ့ပျော်စရာကြီးနော်ဒီမှာပစ္စည်းကိုအစုံတကယ်အများကြီးပဲသူအိမ်ရောက်တာနဲ့အားရပါရယူသူစော့ရတော့မှာမင်းတို့ပစ္စည်းလေးတွေကိုလမ်းမှာကျိုးတာပေးရမဖြစ်ရအောင်ချက်ဖာလေးနဲ့တေးချတက်ရက်လေးထုတ်ပိုးပေးနေပါရဲ့customer လေးကအမှန်တော့မင်းတို့ရှိမှာဆိုင်မှာလာကြည့်ပြီးတော့စိတ်ကြိုက်ရွေးပြီးတော့ဝယ်ချင်တာပါဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲမင်းတို့ရဲ့ mini dream wall လေးကဆိုင်တော့မရှိသေးပါဘူးလောလောဆယ်မှာတော့ online ကပဲဝယ်လို့ရသေးတာဖြစ်ပါတယ် online ကဝယ်ရရဲဆိုပေမဲ့မင်းတို့ကပစ္စည်းစည်းနှုန်းတွေပစ္စည်းစရင်းတွေနဲ့ပစ္စည်းတွေရဲ့အပြင်ပုံအပြင် quality ကိုစရင်းတိကျတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကကာတို့အနေနဲ့ပစ္စည်းတွေကိုအပြင်ဆိုင်မှာရွေးသလိုမျိုးပဲကိုယ်စိတ်ကြိုက်ကိုရွေးပြီးတော့ဝယ်ယူလို့ရပါတယ်ဒါကတော့ယူထားတဲ့ပစ္စည်းတွေကအရန်များလို့ပေါ့နော်မင်းတို့ဆိုင်ကဘူးအကြီးဆုံးနဲ့အောင်မှမဆန့်လို့ဒါဘူးသိနဲ့ထပ်ခွဲပြီးတော့ထည့်ပေးနေရဖြစ်ပါတယ်ဒီလိုမျိုးအများကြီးအားပေးတဲ့အတွက်မင်းတို့ဆိုင်မှာရောင်းတဲ့ဒီ2900တန်ဘာဘီစိန်ဘူးလေးတစ်ခုကိုလက်ဆောင်ထည့်ပေးလိုက်ပါတယ်အခုလိုမျိုးအယုတ်တွေအများကြီးပဲဝယ်နည်းနည်းလေးပဲဝယ်မင်းတို့ရဲ့ customer အားလုံးကိုမင်းတို့ကအလေးထားပါတယ်ဝယ်ယူအားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုမင်းတို့ကအမြဲကျေးဇူးတင်လျက်ပါနော်